Hello မင်္ဂလာပါ welcome back to Michael Vlogs so မတွေ့ရလဲကြာပြီဆိုတော့ဒီနေ့ဒီ video လေးထဲမှာဆိုလို့ရှိရင်တော့ Facebook password ကိုဘယ်လိုပြကြည့်ရမလဲဆိုတာကိုပြပြတော့မှာဖြစ်ပါတယ် so let's go okay so ကျွန်တော်တို့ Facebook password ကိုကြည့်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးအနေနဲ့ Google ထဲဝင်ရပါမယ် Google ထဲဝင်ပြီးတော့ဆိုလို့ရှိရင်ဒီအပေါ်မှာရှိတဲ့ Google account ရဲ့ပုံကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာ Google account ဆိုတာလေးကိုနှိပ်ပေးရပါမယ်ပြီးသားပြီဆိုလို့ရှိရင်ကျွန်တော် security ဆိုတာလေးကိုရှာပြီးတော့အားလေးကိုနှိပ်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်အောက်ဆုံးရောက်တဲ့ထီအပေါ်ဆွဲတင်ပါမယ်ပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာက password manager ဆိုတာလေးကိုနှိပ်ခဲ့ရပါမယ်ပြီးတော့လို့ရှိရင်ဒီမှာ app တွေအများကြီးရှိရပေါ့နော်ဒီ app တွေအားလုံးကကျွန်တော် account ဖောက်ထားတဲ့ app တွေပဲဖြစ်ပါတယ်ဆိုတော့ဒီမှာကိုယ့်ရဲ့ TikTok တွေNetflix တို့ Snapchat တို့ကိုတခါတည်း password တခါတည်းကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ video ရဲ့ main ကကြတော့ Facebook password ဆိုတော့ Facebook ကိုနေမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီ screen မှာခတ်ထားတဲ့ lock ကိုတော့တောင်းနေပေါ့နော်တချို့ဆိုလို့ရှိရင် pin ရှိမယ်တချို့ဆိုလို့ရှိရင် number နဲ့ရှိမယ်ပေါ့နော်ကျွန်တော်ကကြတော့လက်ပွေရနဲ့ဆိုတော့လက်ပွေရကိုထည့်ပေးလိုက်မယ်ဆိုတော့ကျွန်တော်တို့ကြည့်ကျင်တဲ့ password ကိုကျွန်တော်တို့ဒီမှာကြည့်လို့ရပါပြီဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook account ကလို့ရှိရင်အောက်ကဟာလေးကကြတော့ password ပေါ့နော်တကယ်လို့ကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်ဘေးနားမှာရှိတဲ့မျိုးလုံးပုံစံလေးကိုနှိပ်ပြီးတော့ကြည့်လို့ရပါပြီဆိုတော့တကယ်လို့ဒီနေရာမှာကိုယ့်ရဲ့ Facebook account က Gmail နဲ့ဖွင့်ထားတယ်ဆိုလို့ရှိရင်ဒီဖုန်းနံပါတ်နေရာမှာ Gmail account ပေါ်နေမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခါကျလို့ရှိရင်မမေ့ရအောင်ဒီ password တွေကိုသုံးထားတဲ့ Gmail တွေကိုသုံးထားတဲ့ဖုန်းနံပါတ်တွေကိုတစ်ခါလဲစာအုပ်မှာမှတ်ရေးပြီးတော့ဒီတင်ထားတဲ့လို့ကျွန်တော်ကြံပေးစမ်းပါတယ်ဆိုတော့ Facebook password ကိုဘယ်လိုကြည့်ရလဲဆိုတာကိုတီးပြီးသွားလောက်ပြီးချင်ပါတယ်အခုကျွန်တော်ပြပေးသွားတာတော့ Google နဲ့ Facebook password ကိုဘယ်လိုကြည့်ရလဲဆိုတာကိုပြပေးသွားတာဖြစ်ပါတယ်ဆိုတော့ဒီနောက်တစ်ခုဖြစ်တဲ့ Gmail နဲ့ရောကြည့်လို့မရဘူးလားဆိုတော့ကြည့်လို့ရပါတယ်ဒါပေမဲ့နည်းနည်းလေးတော့ပွားချသွားတယ်ပေါ့နော် Google နဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ဖုန်းမှာသုံးထားတဲ့တခြား application တွေရဲ့ password တွေကိုတစ်ခါတည်းကြည့်လို့ရမယ်Gmail မှာဆိုလို့ရှိရင်တော့ဒီ Facebook account တစ်ခုတည်းရဲ့ password ကိုပဲကြည့်လို့ရမယ်တကယ်လို့ Gmail မှာကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းဒီခုနကကျွန်တော် Google မှာလုပ်ပြတယ်လို့ပဲ Gmail မှာလည်းအဲ့လိုပုံစံမျိုးနဲ့လည်းကြည့်လို့ရပါတယ်ဆိုတော့ဆင်ပြေကြပါစေ Thank you so much for watching my video and see you next time bye bye